စင်ကာပူနိုင်ငံထဲကိုမဝင်ခင်3ရက်လောက်ကနေကြိုပြီးတော့ arrival ကကြိုဖြစ်ထားဖို့လိုအပ်ပါတယ်။အရင်ဆုံးကိုဖုန်းထက်က my ICA ထက်ကိုဝင်ပြီးတော့ foreign visitor ကိုဝင်လိုက်တဲ့အခါအခုလိုမျိုးပေါ်လာပါလိမ့်မယ်။အဲဒီနေရာမှာ foreign visitor စင်ကာပူ arrival ကိုနေပြီးတော့ကျွန်တော်တို့ဟာ profile တစ်ခုတက်ဆွမ်းမှာဖြစ်ပါတယ်။ဒီနေရာမှာ app profile ကိုနေလိုက်ပြီးတော့ကျွန်တော်တို့ဟာ passport စာအုပ်ကို scan ဖျက်ပေးရမှာဖြစ်တယ်။ scan မဖျက်ကြည့်ဘူးဆိုရင်ဒီ manual နေ့တိုင်းကိုအချက်လက်တွေကိုဖြည့်ပြလို့ရပါတယ်။ဒီနေရာကိုရောက်တော့ပြီဆိုရင်ကိုရဲ့ passport စာအုပ်တွေကအချက်လက်တွေကိုမဲမဲစစ်ကြည့်ပေးပါ country မြန်မာလို့ရေးထည့်ပြီးတော့အချက်လက်တွေအကုန်လုံးမဲကန်ပြီဆိုရင် next နဲ့ဆက်သွားလိုက်ပါဒီနေရာကိုရောက်ပြီဆိုရင်အပေါ်ဆုံးက receipt တဲ့နေရာမှာလက်ရှိကိုနေထိုင်တဲ့နေရာ country code နေရာမှာလက်ရှိကိုနေထိုင်တဲ့နိုင်ငံရဲ့ country code ပြီးတော့ဖုန်းနံပါတ်နဲ့ email လိပ်စာတွေကိုမဲကန်အောင်တစ်ပေးဖို့လိုအပ်ပါတယ်ဒီနေရာကိုရောက်တော့ပြီဆိုရင်အပေါ်ဆုံးမှာပေါ်နေတဲ့ကိုရဲ့နာမည်နဲ့ profile တွေကိုဝင်ပြီးတော့စင်ကာပူကိုသွားမယ့်ရက်ရဲ့စင်ကာပူကနေပြန်နိုင်မယ့်ရက်ကိုတေချာလေတိကျမဲ့ကန်အောင်ရေးပေးရမှာဖြစ်တယ်ဒီ trip ပေါင်းကိုရောက်တော့ပြီဆိုရင်ကျွန်တော်တို့ဟာဒီ mode of travel မှာ land type of high နေရာမှာ bus အဲ့ဒီရင်းနယ်ပဲနေရာမှာတော့ကျွန်တော်တို့190လို့ရေးပေးရမှာဖြစ်တယ်ဒါမှမဟုတ်လေ190 export နော် city2 အဲ့လိုရေးလို့ရပါတယ်ဒီနေရာမှာတော့ကျွန်တော်ကတော့190လို့ရေးပေးထားတာဖြစ်ပါတယ်ပြီးတော့ purpose of travel နေရာမှာရရှိမြဲဆိုတော့ one day transport နော်အဲ့လိုမျိုးရေးပေးရမှာဖြစ်တယ်ဒီစင်ကာပူမှာတင်းပေးနေရာမှာကတော့ကျွန်တော်တို့အာသာလို့ရေးပေးမယ်ပြီးတော့အောက်မှာ accommodation မှာ trade tree လို့ရေးပြီးတော့ကျွန်တော်တို့ဟာနောက်တစ်စီကိုသွားမှာဖြစ်ပါတယ်ဒီနောက်တစ်နေရာမှာတော့ကျွန်တော်တို့ဟာဒီနောက်ဆုံးလာမယ့်မျိုးကတော့ဒီလို Saint as last လို့ရေးပြီးတော့အောက်ကနေရာတွေမှာအကုန်လုံးကျွန်တော်တို့ no လို့ရေးပြရမှာဖြစ်တယ်ဒီ no ကဘာလို့ရေးရလဲဆိုတော့ဒီဟာကျွန်တော်တို့ကိုယောဂရှိတာလားယောဂဖြစ်ပြီးတော့စပီမဲတာဖြစ်ပါတယ်အကုန်လုံးတေချာတော့ပြီဆိုရင်ကျွန်တော်တို့အမေရှိတဲ့ topic တော့ submit ကိုညနေပြီဆိုရင်ကျွန်တော်တို့ရဲ့ဒီ Arabic ဖြစ်တာ Amazon နဲ့ပြည့်စုံတော့ပြီဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့ဒီ barcode လေးပေါ်လာပြီဆိုရင်ဒီ barcode လေးကို screenshot ပြီးတင်ထားပါစင်ကာပူ share ပိုက်တွေမှာတစ်ခါတလေကျွန်တော်တို့ line မိတဲ့အခါမှာဒါတွေကိုပြပြီးတော့သုံးလို့ရနေရပါတယ်ပြီးတော့ဒီကိုရဲ့ဒီ email ကိုစစ်ကြည့်လိုက်ရင်ခါမှာဒီ ICA ကနေပို့ထားတဲ့ email တွေဟာဒီ Arabic ဖြစ်တဲ့အမြင့်ကြောင့် email ကိုဝင်နေမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့စင်ကာပူကိုမဝင်ခင်ဖြစ်ရတဲ့ Arabic ရဲ့ဖြစ်နေလေးကိုသိချတယ်ရှင်းပြပေးတော့ဖြစ်ပါတယ်စင်ကာပူကိုသွားဖို့ကျန်တဲ့မိတ်ဆွေများတဲ့စုံတရားအကျိုးရှိမယ်လို့မျှော်နေပါတယ်ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and subscribe လုပ်ပြီးအားပေးခဲ့ဖို့မမေ့ပါနဲ့နော် goodbye